The King Yeshua to your now lady or the deep bede. Kiddo young sounded with a pola me, Prophet to young pola me. The Jaya to Biore. Now so no Chinkalama, Tunes Higo, Que Chame, and the Jaya Biore. And up Jamiro, you know, the two lady go. တွေ့ရတဲ့အချိန်မှာကျွန်တော်စဉ်းစားတယ်ဒီတိုးတွေကစိတ်နဲ့တော်တူတဲ့အပိုင်းလေးတစ်ခုကဘာလဲဆိုတော့သူတို့ရဲ့အတန်ကစိတ်နဲ့တော်တူတယ်အဲ့တော့သူတို့ရဲ့ပုံစံနေထိုင်မှုပုံစံကတော့စားတဲ့အစာတွေကတော့စိတ်နဲ့တူတယ်ဒါပေမဲ့သူတို့ရဲ့အမွေးတွေကတော့စိတ်ထက်ပိုပြီးတော့နူးညံ့တယ်ပေါ့နော်နောက်ပြီးတော့သူတို့ရဲ့အနေအထိုင်ကနူးညံ့တယ်တိမ်မွေ့တယ်ဒီနောက်ပြီးတော့သခင်ယေရှုကိုပုံဆောင်တဲ့သူ့လေးကိုပူဇော်ခြင်းမှာကျွန်တော်ကြည့်တဲ့အခါကျတော့တနစ်သားသူ့လေးကကျွန်တော်စိတ်ထင်ဒီလိုလေးတပွေလေးပဲထင်တာမဟုတ်ဘူးเนาะအခုလိုမျိုးဒီမှာတွေ့ရတဲ့သူ့ဆိုရင်ဒါတနစ်မပြည့်သေးဘူးလေတော်တော်လေးကိုကြီးနေပြီနော်အဲ့ဒါလေးတွေလိုက်ကြည့်တဲ့အခါသခင်ယေရှုသတိရမိတယ်နောက်သခင်ယေရှုသတိပေးတဲ့ဒီခရစ်တော်ရောင်ဆောင်တဲ့လူတွေပေါ်လာမယ်ဒါကိုလည်းသတိထားဖို့ဘာကြောင့်လဲဆိုတော့သခင်ယေရှုနဲ့ပုံဆောင်ထားတဲ့သူလေးရှိသလိုစာဒမဏေနဲ့ပုံဆောင်တဲ့စိတ်ကလေးရှိတယ်အဲ့တော့သူတို့ကခက်ဆင်တယ်အတန်ကလည်းတူတယ်ဆိုတော့အဲ့ဒါသတိထားစရာကျွန်တော်နောက်ဆုံးသောချိန်ကာလမှာဒီအတန်တူတဲ့စာဒမဏေရဲ့နောက်လိုက်တွေအများကြီးရှိတယ်စာဒမဏေကိုတိုင်ကဒီနောက်ဆုံးသောချိန်ကာလမှာသခင်ယေရှုလိုမျိုးသခင်ယေရှုဒုတိယကြိမ်ကြွလာတဲ့ပုံစံမျိုးအတုကိုလည်းသူလောက်အောင်ပါတယ်ဒါကြောင့်မလို့ချစ်တော်ညီကိုကတော့ပေါ့တော့ကျွန်တော်သတိထားစရာတွေကျွန်တော်ပတ်ဝန်းကျင်အများကြီးပဲရှိနေတယ်ခရစ်တော်ရောင်ဆောင်တဲ့သူတွေခရစ်တော်အတန်လိုမျိုးတူတဲ့သူတွေလည်းရှိတယ်ဒါကြောင့်မလို့နောက်ဒီသူလေးတွေကိုကြည့်ပြီးတော့မှညောင်သင်ခန်းစာလေးတန်ဝေကလေးရတယ်ဘာကြောင့်လဲဆိုတော့စာဒမဏေကသခင်ယေရှုနီးပါးလောက်တူအောင်သူကတူနိုင်တဲ့သူဖြစ်တယ်ဒါကြောင့်မလို့ဘုရားသခင်နှုတ်ကပတ်တော်ကိုတိတိကျကျကျွန်တော်မလေ့လာဘူးမဖတ်ဘူးနှုတ်ကပတ်တော်ထဲကယတနာတွေကိုကျွန်တော်တို့မတူးဆွယူဘူးဆိုရင်တော့စာဒမဏေရဲ့အတန်သူလေးရဲ့အတန်နဲ့တူတော့စိတ်ရဲ့အတန်နောက်ကိုကျွန်တော်တို့လိုက်သွားမိလိမ့်မယ်အဲ့ဒါကိုတော့ကျွန်တော်သတိထားဖို့ရန်အတွက်လာပြီးတော့ကျွန်တော်သတိပေးချင်ပါတယ်အားလုံးအဆိုးနဲ့အကောင်းအမားနဲ့အမားအစစ်နဲ့အတုကိုခွဲခြားသိမြင်နိုင်ကြပါစေအားလုံးကိုပါဖျားကောင်းကြီးချပေးပါစေ